ရာတော်ဘုရားကြီးပဒနာသောပနာသတော်ရှိရင်တမျိုးလုံးဆုတောင်းပြီးနေမှာမွေးနေ့မင်္ဂလာရက်မြတ်ကလေးကိုကျင်းပါလို့သာခொနည်းရဲ့သားသမီးပေါင်းဘေးကင်းလို့ကြံပါစေဆရာ